主只要你记得比手段，你比给的是来秒的，谁叫你所以多变化呀都没。主只要你记得过去个，你的路那的路错的，那路那的个去对嘞，因谁？ဒုတိယဖြစ်တဲ့သူကအကောင်းဆုံးရှုံးသူတဲ့တကယ်ဆိုအားလုံးနဲ့ဘာမှမခွဲပြားပဲအဆုံးတရားလက်ရှုံးမယ်ဒါပေမဲ့လည်းပြီးကိုချင်နဲ့သွားနိုင်တယ်ကျွန်တော်သူတော်ရဲ့ချင်အမြဲဆုံးဖြတ်ရေးဆိုင်ရစကားများလည်းမရှိတဲ့သူကြီးရလို့ဖြစ်တဲ့ပြီးဆုံးသွားမင်းပြီးခဲ့တဲ့ဆူလက်များနဲ့အချိန်တန်ပြီးဆိုရင်ကိုပြန်သွားရတော့ရလို့ဖြစ်တဲ့ကိုချစ်ကမင်းနှလုံးသားနဲ့လွဲချော်ခဲ့လုံးသားတွေကချစ်တွေနဲ့